ရှိ DIY နဲ့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ bug choy လို့ခေါ်တဲ့မုံညင်းခ ्यू စီလေးချက်စားပြလို့ပြန်လဲမျှဝေပေးလိုက်ပါတယ်ရှင်ဒီဟင်းလေးကအချိန်10မိနစ်ပေးရုံနဲ့ချက်လို့ရပါတယ်နော်ပါဝင်ပစ္စည်းလေးမများပဲလဲလဲကူချက်လို့ရတာကြောင့်လိုက်ချက်စားကြည့်ကြပါနော်အမုံညင်းလေးတွေကိုခုလိုမျိုးအရင်ကိုဖြတ်ပြီးတော့တစ်ချမ်းခွဲပေးထားလိုက်ပါတယ်ရှင်တစ်ချမ်းမခွဲမဲနဲ့ကိုကြော်နေကြပုံစံတိုင်းကြော်ရင်လည်းရပါတယ်နော်အဲ့ဒါလာလို့ plate တင်လေးပဲလှလှပပခင်းနေတယ်ဆိုရင်တော့ဒါမျိုးလေးလုပ်ပေးပါနော်မုံညင်းကသဲတွေဖုံနေတာမှတိတ်မပါပါဘူးရှင်တချမ်းခွဲပေးသွားပြီဆိုရင်တော့စားရည်လေးနဲ့ခဏဆင်ထားပေးလိုက်ပါမယ်နော်ဆင်ထားတော့မှ QC နဲ့ချက်ဖို့အတွက်ကြက်သွန်ဖြူလေးတွေကိုလည်းပြင်ဆင်ထားပါတယ်ကျမကတော့ခုနကကြော်မဲမုံညင်းပမာဏအတွက်ကြက်သွန်ဖြူ9မှလောက်သုံးထားပါတယ်ရှင်ကြက်သွန်ဖြူကတော့ကိုတွဲတင်တော့ပဲပမာဏသုံးလို့ရပါတယ်နော်ကြက်သွန်ဖြူများများလေးသုံးတာကတော့ပုံမွေးပြီးတော့စားလို့ကောင်းပါတယ်ရှင်ကြက်သွန်ဖြူတွေကိုခုလိုမျိုးဓာပြရိုက်ပြီးတော့နှုတ်နှုတ်စင်ပေးထားလိုက်မယ်နော်ခုနကစားထည့်ပြီးတော့ရေစိမ်ထားတဲ့မုံညင်းလေးတွေကိုခုလိုမျိုးတခြားခြားထဲမှာဖုံးနေမိုက်တွေပြအောင်စီးပေးထားလိုက်ပါတယ်။စားတွေကတဲတွေဘာတွေကလည်းကတ်မနေတော့အရင်တော့စီးကြမလို့လိုက်ပါဘူးရှင်။အကျန်းတစ်ခါစီးပြီးတော့အချောတစ်ခါထပ်စီးပေးထားလိုက်ပါတယ်။ပြီးရင်တော့မုံညင်းလေးတွေကိုပြုတ်ပါတော့မယ်ရှင်။ရေနွေးပွက်လာအောင်အရင်တထားပေးလိုက်ပါတယ်ရေနွေးပွက်လာရင်တော့စားထည့်ပြီးတော့မုံညင်းလေးကိုလည်းထည့်ပြုတ်ပေးလိုက်ပါတယ်ကိုကမုံညင်းကိုအရင်စိမ့်ပြီးတော့စတောက်ပုံစံမျိုးမကြရင်အများဆုံး2မိနစ်ထိပြုတ်ပေးလို့ရပါတယ်ရှင်ကျမကတော့ဒီမှာ1မိနစ်ခွဲလောက်ပြုတ်ပေးလိုက်ပါတယ်ပြီးရင်တော့ဆယ်ထားပြီးတော့အေးခံပေးထားလိုက်ပါတယ်ရှင် QC အနစ်ချက်ဖို့အတွက်ရေထဲမှာကွန်မွန်တစွန်းထည့်ပြီးတော့ဖြော်ပေးလိုက်ပါတယ်ရှင်ပဲငမြရေးအကြီးထည့်ပါတယ်အဓိကခရုစီကိုတော့များများသုံးပေးထားပါတယ်ရှင်ပြားရည်လေးထည့်လိုက်ပါတယ်ပြားရည်အစားတကြားကိုလည်းသုံးလို့ရပါတယ်နော်နှမ်းစီမွေးလေးပါထည့်ပြီးတော့တခြားမွေးပေးထားလိုက်ပါတယ်ရှင်အားလုံးပြီးပြီဆိုရင်တော့ကြက်သွန်ဖြူလေးစီတက်ပါမယ်။စီရလည်းအများကြီးထည့်ကြမလို့ပဲနဲ့ကြက်သွန်ဖြူလေးနှိမ့်လို့ရရင်ရပါပြီ။ကြက်သွန်ဖြူကိုအရင်ကျွတ်သွားအောင်ကြော်ကြမလို့ပါဘူးနော်။စီမှာကြက်သွန်ဖြူလေးကမွေးပြီးတော့အနံ့ထွက်လာပြီဆိုလို့ရှိရင်တော့ခုနကဖြော်ထားတဲ့အနစ်ကိုထည့်ပေးလိုက်ပါတယ်။မီးအေးလေးနဲ့ဖြည်းဖြည်းချင်းပြစ်လာအောင်မွေးပေးထားလိုက်ပါတယ်ရှင်။နည်းနည်းပေါ့နေလို့စားလေးထည့်လိုက်ပါတယ်။အနစ်ကိုခုလိုမပြစ်မကျဲချင်လေးမှာပဲချထားပေးလိုက်ပါတယ်ရှင်။အနစ်ကလည်းကျက်သွားပြီဆိုတော့မုံညင်းလေးတွေကိုခုလိုမျိုးစီပေးထားလိုက်ပါတယ်ရှင်။ပြီးရင်တော့စီထားတဲ့မုံညင်းတွေပေါ်ကိုခဏကချက်ထားတဲ့ခ ्यू စီနဲ့ပူပူလေးကိုလောင်းချပေးလိုက်ပါတယ်ရှင်ဒီချက်နည်းကကိုက်လန်ခ ्यू စီမှာဆိုလဲသုံးလို့ရပါတယ်ဆိုင်နေမှာလည်းဒီလိုပုံစံတိုင်းပဲချက်တာဖြစ်ပါတယ်ရှင်မုံညင်းခ ्यू စီလေးကတော့အဆင်သင့်ဖြစ်သွားပါပြီရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်